ကားမို့ချိန်ဆိုထားလေဒီလိုမျိုးတွေပြောက်ပြန်လွယ်ဒီစားဆိုတာတန်ကုန်မထားသူများရဲ့ခဏတာတုံးချရာရေပြင်းမရဲ့တဲ့ရုံလုံးရေရနိုင်မှာယုံကြည်အောင်ပြောတဲ့စကားမို့ချိန်ဆိုထားလေဒီလိုမျိုးတွေပြောက်ပြန်လွယ်ဟောပြောတဲ့သစ္စာမေတ္တာမှန်နဲ့ဝေးกว่าအချစ်ကတန်ခက်ပေးမှာဒီနေ့နေ့မှာကြုံရနိုင်မဲ့တော့လေဝဲချွေးဆိုတာခံစားမှုမှာသူကကိုကြည့်စားရှိသူတွေကိုဘဝတိုင်းမှာမကြုံလို့မဆုံးလို့တော့ပါဘူးဝေးမရစေဝေးမရစေခဲနာထူတဲ့စာကနေနောက်တစ်ခါတည်းမ